မင်္ဂလာပါရှင်မွေးရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆရာဖေမရေးသားတဲ့ပြောင်ပြောင်ဆုံးဘွားတစ်ခုတိဆောက်ခြင်းဆိုတဲ့စာအုပ်လေးတွေကအခွင့်အရေးဆိုသည်မှာဆိုတဲ့အခန်းလေးကိုဆက်လက်ဖတ်ပြမှာဖြစ်ပါတယ်ဒီအခန်းလေးထဲမှာတော့အခွင့်အရေးဆိုတာဘယ်လိုအရာမျိုးလဲဘယ်လိုလူတွေစီမှာရောက်ရှိရရှိတတ်တယ်လဲဆိုတာကိုအကျဉ်းတဝင်းရှင်းပြထားတာဖြစ်ပါတယ်ရှင်ဆက်လက်နားဆင်ကြည့်ပါအောင်ရှင်ခွင့်ရေးဆိုဒီမှာမြင်တတ်သူအတွက်နေရာတကာမှာအခွင့်အရေးရှိ၏မြန်မာ၌မတိသူကြော်သွားတိသူဖော်စားဟုသောစကားတစ်ခုရှိသည်ယင်းစကားသည်ရိုးလွန်းနေပြီဖြစ်ရာယင်းကိုကြားရသည့်အခါ၌အ내အဓိပ္ပာယ်ကိုခန်းစားသိမြင်နိုင်မိရန်ပင်ခဲရင်နေပြီဖြစ်၏သို့တော်ယင်းစကားသည်ယနေ့တိုင်မှန်ကန်နေစေတချို့လူများအတွဲဆိုလျင်တက်သည်ခြင်းစိတ်ပေါက်လာအောင်ပင်ဓာတ်ရိုက်ကြီးမှန်နေစေဖြစ်၏ဒါလကပြပါမည်ရွှေဘုံကိုကောက်ရိုးပုံထင်ခဲ့မိသူအမေရိကမှရွှေအဖျားတက်ပွဲကြီးသို့မဟုတ်ရွှေပြေးပဲကြီးများအကြောင်းကြားဖို့ကြပါမည်ရွှေတွေအကြီးအကျယ်ထွက်နေသည်ဟုတော့သတင်းကြားရ၍အနေနဲ့ရရမှလူများပြေးလွှားသွားရောက်ကြသောပွဲကြီးများဖြစ်ပါသည်ယခုပြောမိရှိပြေးပွဲမှာ1848ခုနှစ်ကကယ်လီဖိုးနီးယားပြည်နယ် Golden Gate ဒေသတွင်ဖြစ်ခဲ့သည့်ရွှေပြေးပွဲကြီးဖြစ်ပါသည်စတင်မှုမှာဤသို့ဖြစ်သည်1840ကျော်စာတစ်နှစ်တွင်ဆွစ်ဇာလန်ပြည်မှအမေရိကသို့ရွှေ့ပြောင်းလာသည်ကပတိန်ဆက်သားအမည်ရှိပုဂ္ဂိုလ်တို့သည်ကယ်လီဖိုးနီးယားပြည်နယ်အမေရိကန်မြစ်ကမ်းရှိကိုလိုနာဒေသတွင်အတော်ကျယ်ဝန်းသောမြေတစ်ခွက်ကိုဝယ်ယူပြီးလွှဆဲတစ်ခုထောင်သည်တနေ့တွင်ဆက်သား၏တပည့်ဖြစ်သူမာရှယ်သည်လွှဆဲနောက်ပိုင်းရေနုံမြောင်းတူးသည့်နေရာ၌ရွှေစရွှေနာအချို့ကိုတွေ့ရှိရလေသည်မာရှယ်သည်စစ်ရုံနောက်ကမြေကြီးထဲတွင်ရွှေတွေရှိကြောင်းအာပါတရပြောပြစဉ်ကသူ၏တွေ့ရှိချက်သည်မိမြအထိကြီးကျယ်သွားလိမ့်မည်ဖြစ်ကြောင်းမှန်းဆသိမြင်နိုင်စွမ်းမရှိခဲ့ပေစက်သား၏မြေသည်ရွှေအမုံမွှားမဟုတ်အတုံခဲများပါထွက်ရှိခဲ့ရာ၎င်းရွှေသတင်းသည်အမေရိကန်တပြည်လုံးတွင်အုပ်အော်တောင်းတင်းဖြစ်ခဲ့ရသည့်ရွှေအဖျားတက်ပွဲကြီးကိုအစပြုပေးခဲ့ပေသည်ကပတိန်ဆက်တာအားမြေရောင်းလိုက်သူမှာမူလပိုင်းရှင်သည်ရွှေရင်းကြီးတွင်လုံးကိုအလကားနီးပါးစေဖြင့်ရောင်းချပေးခဲ့ရခြင်းဖြစ်သည်သူသည်ဤနေရာ၌ကြီးဝါရန်အခွင့်အလမ်းမရှိဟုယူဆကာမြေယာကိုရောင်းချပြီးစီးပွားဖြစ်နိုင်သည်ထင်ရသည့်အခြားအရာတစ်ပါးသို့ပြောင်းရွှေ့သွားခဲ့သူဖြစ်၏သို့တော်သူသည်မိသည့်အရာတွင်မှကြီးဝါရန်အခွင့်အလမ်းမတွေ့ရှိခဲ့ရပေသူအလွယ်တကူဆွန့်ခွာခဲ့သောမြေသည်ဒေါ်လာငွေတန်ပေါင်းများစွာတန်ဖိုးရှိသည့်ရွှေတုံးရွှေခဲများကိုထုတ်ပေးခဲ့သည်ဖြစ်ရာနောင်ဒီအကြောင်းကိုသိရသည့်အခါ၌ရွှေဘုံကိုကောက်ရိုးပုံထင်ကစွန့်ခွာခဲ့မိသည်၎င်းလူအနေနဲ့တက်သေးခြင်းစိတ်ပေါက်မိမှသိချပေသည်နောက်လူတစ်ယောက်ရှိသည်ရေနံတိုက်တစ်ခုလုံးဆုံးရှုံးခဲ့ရသူ၎င်းလူမှာအမေရိကန်ပြည်ပင်ဆီဗေးနီးယားပြည်နယ်မှလယ်သမားတူဖြစ်၏သူသည်ဤနေရာ၌ကြီးပွားရန်အကြောင်းမရှိပြီဟုမှတ်ယူလျက်သူပိုင်လယ်ယာမြေကိုဒေါ်လာ800ကျော်များဖြင့်ရောင်းချကာကနေဒါပြည်ရှိညီကိုဝမ်းခွဲတဦးထံသို့ရေနံစီချစ်သည့်လုပ်ငန်းဆက်တူလုပ်ကိုင်ရန်ထွက်ခွာသွားခဲ့၏သူ၏မြေယာကိုဝယ်ယူခဲ့သောပုဂ္ဂိုလ်သည်မြေယာပိုင်နှင့်အတွင်းရှိစမ်းချောင်းတစ်ခု၌နွားများကိုရေတိုက်စဉ်ရေပေါ်တွင်ဝေးရပါလာသောစီကွက်များကိုသတိပြုမိလေသည်လယ်သမားသည်ရင်းစီများစတင်ထွက်ပေါ်နေရာသို့ခြေရာခံရင်းသူ့ယာမြေထဲ၌အလွန်ကြီးကျယ်သောရေနံတိုက်ကြီးတစ်ခုရှိကြောင်းတွေ့ရှိခဲ့ရပေသည်ဒေါ်လာငွေကြေးချီ၍တန်သည့်ကိုပိုင်ရေနံမြေကို800ကျော်များဖြင့်ရောင်းချကာကနေဒါသို့ရေနံရှာရန်ထွက်ခွာသွားမိသည်ကြီးပွားချမ်းသာခြင်းလာသောပထမလယ်သမားသည်မိတို့ခံစားရပါမည်နီနောက်လူတစ်ယောက်အကြောင်းပြောပါအောင်မည်စိန်ကြီးဧကပေါင်းများစွာသူ့မိမှာအလီဟာဖက်ဖြစ်သည်သူသည်အိန္ဒိယပြည်ဟိုက်ဒရာဘတ်နယ်ဂိုကွန်ဒါဒေသမှလယ်သမားတူဖြစ်သည်သူသည်မြေဩဇာကောင်းသောလယ်မြေဧကများစွာပိုင်ဆိုင်တော်လဲစိတ်မချမ်းသာလေယာလုတ်ကိုသူစိတ်ဝင်စားသည်မှာစိတ်ဖြစ်သည်စိန်သည်လောက၌အဖိုးတန်ဆုံးအရာဖြစ်၍စိန်ရှာသောအလုပ်ဖြင့်သာသူတေချာပေါက်ကြီးပွားနိုင်မည်ဟုဆွဲလန်းယုံကြည်ခဲ့သည်
3 နှစ်တစ်နှစ်တွင်သူ့လေယာမြေကိုတန်မိုးထက်ဝက်များနှင့်ရောင်းချပစ်ခဲ့ပြီးစိန်ရှိသည်ဟုကြောကြားသောအရာများတွင်စိတ်အရှာထွက်ခဲ့သည်အလီဟာဖက်သည်နှစ်ပေါင်းတော်ကြာအောင်ပင်စိန်ရှာသောအလုပ်ကိုတဲမဲလုပ်ကိုင်ရင်အစာရည်စာငတ်ပြတ်မှုတံစင်းရဲပင်ပန်းခြင်းတံတို့ဖြင့်ရပ်ဝေးတနေရာ၌ကွယ်လွန်သွားခဲ့သည်ထိုအချိန်ကာလအတွင်းအလီဟာဖက်ဆွတ်လွန်သွားသောလေယာမြေမှစိတ်များမတော်တဆစတင်တွေ့ရှိရပြီးနောက်တွင်မူကိုကွန်တာသည်ကဘာကျော်ကိုဟီနူးစိန်ကြီးအပါအဝင်အဖို့အနှစ်ကထိုက်တန်သည့်စိတ်မောင်းမြောက်များစွာထွက်ရှိသည့်အကြီးကျယ်ဆုံးစိတ်လွင်းကြီးတစ်ခုဖြစ်ခဲ့ပေသည်စိတ်မြေဧကပေါင်းများစွာကိုစွန့်ခွာကအရတဘာတွင်မရှိသောစိတ်ကိုလိုက်ရှာရင်းမွဲတေဆုံးခဲ့သည့်အလီဟာဖက်လောက်အဖြစ်ဆိုးသောသူရှိပါမည်လောဤဖြစ်ရများသည်အစွန်းရောက်ဖြစ်ရများအလွန်ရှားပါသောဖြစ်ရများဟုမှတ်ထင်စရာအကြောင်းရှိဤစာအုပ်ကိုဖတ်ရှုသူများအထူးသဖြင့်လူငယ်များအနေနဲ့ကျွန်တော်တို့မှာတော့ဒီလိုဖြစ်เสียမရှိပါဘူးဗျာကျွန်တော်တို့အိမ်ထဲမှာစိတ်မရှိရွှေမရှိရေနံလည်းမရှိတာသိကြပါတယ်ဗျာပြောချင်ကြလိမ့်မည်မှန်ပါသည်တကယ်ရွှေတကယ်စိတ်ငါရှိခြင်းမှရှိပါမည်သို့တော်မိတိမျိုးရွာဒေသသည်မဆိုကြည်တက်မြင်တဲ့ကြံစီစ조사တတ်သူများအတွက်ရွှေထွက်ရဒေသစိန်ထွက်ရဒေသများလိုရင်အဖိုးတန်နေနိုင်ပါသည်အခွင့်အရေးကိုကြည်တက်မြင်တဲ့လှုပ်ရှားကင်စားတတ်သူများအတွက်မိတိနေရာမျိုးမဆိုစီးဝါဖြစ်နိုင်သောနေရာကြီးဝါတိုးတက်နိုင်သောနေရာကြီးဖြစ်သည်ဟုဆိုခြင်းပါသည်တနေရာနဲ့တနေရာကြီးဝါအောင်မြင်ခွင့်လန်းခြင်းကြွားချမှုမရှိဟုမဆိုလိုပါအချို့နေရာများသည်ကြီးဝါရန်အခွင့်အလမ်းပို့ရှိတဲ့၍အချို့အချိန်ခါများမှာလည်းကြီးဝါအောင်လှုပ်ဆောင်နိုင်မည့်အခြေအနေများပို့ပေးနေတဲ့ဒီမှာအမှန်ပင်ဖြစ်ပါသည်သို့တော်လူအများတို့ပင်သူများခြံထဲမှမျက်ကူမှပို့စိမ့်ပြီးထင်နေကြပါသည်မိမိနေရာတွင်စူးစမ်းမကြည့်ပဲတရွာမပြောင်းတကောင်းမဖြစ်ဟုဆိုကာရွှေ့ခြင်းပြောင်းရင်ကနာမငြိမ်ခြင်းဖြစ်တတ်ကြပါသည်ထို့ကြောင့်ကိုနေရာကိုလုတ်ကင်လက်စလုပ်ငန်းနယ်ပယ်တို့အထဲမှာပင်ကြီးဝါအောင်မြင်နိုင်မည့်အခွင့်အရေးကိုတူးကြည့်စွာကြည့်စူးစမ်းရှာဖွေကြည့်ပါအောင်ဟူ၍တိုက်တွန်းလိုသောသဘောဖြင့်စိန်ရွှေရတနာမြေများကိုစွန့်ခွာခဲ့မိသူတို့အကြောင်းဖော်ပြခဲ့ခြင်းဖြစ်ပါသည်အခွင့်အရေးဟူသည်အပြည့်၌တိချတည်ရှိသည့်ရုပ်ဝတ္ထုပစ္စည်းတစ်ခုတစ်ဖွဲထင်မှတ်တတ်ကြသည်လူတယောက်အခွင့်အရေးရသွားခြင်းကိုဗရန်များစသည့်အဖိုးတန်ကြောက်တလုံးကောက်ရသည်နှင့်ပြောဆိုတတ်ကြသည်စင်စစ်အခွင့်အရေးဟူသည်အကောင့်ဒရက်နှင့်တည်တံ့တည်ရှိနေသည့်ပစ္စည်းမဟုတ်မြေမာကျနေသည့်အဖိုးတန်ယရနာတစ်ခုနှင့်အရင်ကြုံရိုက်ခလုတ်တိုက်မိသူကရသွားသည့်ပစ္စည်းမျိုးလည်းမဟုတ်အခွင့်အရေးဟူသည်တိတူဖော်စားမတိတူကြောသွားသောယရနာမျိုးသာဖြစ်သည်မမြင်တတ်သောသူအခွင့်အရေးကိုသတိပြုကြည့်ရှုမနေသောသူသည်မိမိရှိမှအခွင့်အရေးဖြတ်သွားသည်ကိုမမြင်မီဖန်ဆုပ်ရယူလက်ရကောင်းမှမသိထို့ကြောင့်ဘယ်သောအခါမှအခွင့်အရေးမရရှိမြင်တတ်သူသတိပြုကြည့်ရှုတတ်သူကလူတကာကြားမှအခွင့်အရေးကိုမြင်၏သူတကာရှိမှဖြတ်တန်းလာသောအခွင့်အရေးသူတကာလက်ကြားမှထွက်ကျလာသောအခွင့်အရေးများကိုတွေ့၏ရာယူသုံးဆွဲ၏မြင်တတ်သူတို့အတွက်အခွင့်အရေးသည်နေရာတကာ၌ရှိနေ၏ထို့ကြောင့်ပင်အချို့ပုဂ္ဂိုလ်များကအခွင့်အရေးဟူသည်အပြင်၌မရှိတင်မျက်စိတင်နားနှင့်တင်အုံနောက်ထဲမှသာရှိ၏ဟုဆိုကြခြင်းဖြစ်သည်ဂရေဟမ်ဘဲလက်ဇနာဂရေဟမ်ဘဲသည်တယ်လီဖုန်းကိုတီထွင်ပြီးသည့်အခါတယ်လီဖုန်းဆိုသော၎င်းကရိယာသဖြင့်အချင်းချင်းဆက်သွယ်စကားပြောရန်ဆန္ဒရှိသူတို့၏အိမ်များ၌တယ်လီဖုန်းတက်ဆင်ပေးရန်ဖုန်းကြိုးများတွေ့ပေးရန်နှင့်ပင်မအိတ်ချင်းယုံဖွင့်လှစ်ရန်စသည့်တယ်လီဖုန်းလုပ်ငန်းကြီးကိုစတင်လုပ်ကိုင်ပြီးကုမ္ပဏီတစ်ခုထူထောင်သည်ဝဲသည်ငွေရင်းနှီးမပြည့်စုံသဖြင့်ကုမ္ပဏီအတွက်အစုရှယ်ယာလက်မှတ်များရိုက်နှိပ်ရောင်းချသည်ဤဒီမှာမိမိတဦးတည်းကုမ္ပဏီထောင်ရန်အခက်အခဲရှိနေသဖြင့်မိမိတဦးတည်းရှာဖွေဖော်ထုတ်ထားသည့်အခွင့်အရေးကိုသူတစ်ပါးအားမျှပေးရခြင်းဖြစ်၏သို့တော်ထိုအချိန်ကမူတယ်လီဖုန်းဆိုသောအရာသည်လူတို့အတွက်မရှိမဖြစ်အရေးပါလာမည်အရာတယ်လီဖုန်းလုပ်ငန်းသည်အကန့်အသတ်မရှိကြီးပွားချမ်းသာလာနိုင်သည့်လုပ်ငန်းဟု၍ရိပ်မိသူအလွန်နေပါခဲ့သည်အစုရှယ်ယာဝယ်လိုသူမရှိသလောက်ဖြစ်သည့်အခါဘဲသည်အေယာမအခွင့်အရေးဟုမိမိယုံကြည်ထားသည့်ရင်းလုပ်ငန်းကြီးအတွက်မိမိဖာသာပင်ရင်းနှီးမြှုပ်နှံငွေများရှာကြံစိုက်ထုတ်လုပ်ကိုင်ရလေသည်တ
တယ်လီဖုန်းလုပ်ငန်းကဥစွာပထမတဦးတစ်ယောက်ကအခြေတကျလုပ်ထားပြီးရင်နောက်လူဝင်ရောက်ရှင်ပြိုင်ရန်မဖြစ်နိုင်သလားခက်ခဲသောလုပ်ငန်းမျိုးဖြစ်ရာဗဲမှာသူကိုယ်တိုင်တီထွင်ပြီးသူကိုယ်တိုင်ကုမ္ပဏီထောင်ခဲ့ရသည့်တယ်လီဖုန်းကြောင့်အကြီးအကျယ်ပင်ချမ်းသာကြွယ်ဝသွားခဲ့ရပေသည်မက်ဒေါနယ်မပိုင်သည့်ကမ္ဘာကျော်မက်ဒေါနယ်ဟမ်ဘာဂါလူများလက်ကြားမှထွက်ကြလာသည့်အခွင့်အရေးကိုရယူကာအေယာမလုပ်ငန်းကြီးတစ်ရပ်ထူထောင်နိုင်ခဲ့သည့်ပုဂ္ဂိုလ်ကြီးတစ်ယောက်ရှိ၏သူကမက်ဒေါနယ်ဟမ်ဘာဂါစားတောက်ဆိုင်လုပ်ငန်းကြီးအကြီးအကဲရီခရော့ဖြစ်၏ခရော့သည်ကျောင်းပညာများတက်သူမဟုတ်အထက်တန်းကျောင်းသားဘဝမှထွက်လာခဲ့သူဖြစ်သည်သူသည်စန္ဒယာသည့်ဝါသနာပါသူဖြစ်ရာကျောင်းမှထွက်လာကားစားနှစ်များအတွင်းနေလက်တီဝိုင်းအမျိုးမျိုး၌စန္ဒယာသမားအဖြစ်ဝင်ရောက်ကလှည့်လည်လိုက်ပါနေခဲ့သည်ထို့နောက်တွင်မူထူးထူးခြားခြားဖြစ်လာစရာမရှိသည့်ဂီတသမားဘဝကိုဆွတ်ကာစီဝါရေးလောကသို့ဝင်ခဲ့သည်အမေရိကအနောက်အလယ်ပိုင်းတစ်ခွင်တွင်စစ်ကူကွင်းများရောင်းကြည့်သည်ဖလော်ရီဒါတွင်မြေပွဲစားလုပ်ကြည့်သည်အစတွင်ဟုတ်တယ်လို့နောက်တော့ဖလော်ရီဒါမြေဈေးကွက်အပြစ်တွင်သူလည်းစီးပွားပြက်ကမူလနေထိုင်ရာချီကာဂိုသို့လက်ဖွာခြေပွားဖြင့်ပြန်လာခဲ့ရသည်1938ခုနှစ်တွင်ချီကာဂို၌ကုန်ပစ္စည်းဖြန့်ချိရေးလုပ်ငန်းတစ်ခုစတင်သည်အဓိကဖြန့်ချိရသောပစ္စည်းမှာစားတောက်ဆိုင်သောနှုတ်ဖျော်စဲများဖြစ်သည်တစ်ကြိမ်တွင်နွားနို့၅ခွက်စာအသင့်ဖျော်ပေးနိုင်သည့်၎င်းကိရိယာလေးများကိုစားတောက်ဆိုင်အဟောင်းအသက်များသို့လှည့်လည်ဆက်ဟပ်ရောင်းချရသည်အလုတ်ကမကြီးကျယ်1954ခုနှစ်တွင်မှသူ့အတွက်ကြီးပွားရန်လမ်းစာတစ်ခုကိုရေခရော့သွားတွေ့ရသည်ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဘာနာဒီနိုမြို့တွင်သူထံမှနှုတ်ဖျော်စဲရှစ်လုံးတစ်ပြိုင်နက်သုံးဆွဲနေရသည့်အလွန်ရောင်းကောင်းသောစားတောက်ဆိုင်တစ်ခုကိုသူစိတ်ဝင်စားမိသည်ဆိုင်ရှင်များကမက်နဲ့တက်မက်နော်နဲ့ညီကိုဒီဆိုင်ဘာကြောင့်ဒီတော့ရောင်းကောင်းရတယ်လဲစူးစမ်းကြည့်သည့်အခါသူတို့ဆိုင်ကဟမ်ဘာဂါကိုလူကြိုက်များလာကြောင်းတွေ့ရသည်သူတို့ဆိုင်မှာဟမ်ဘာဂါစားရန်တန်းစီနေကြသူများကိုကြည့်ကာခင်ဗျားတို့ဘာလို့နောက်ထပ်ဆိုင်ခွဲတွေမဖွင့်တာလဲပြဟုသူမေးမိသည်သူစိတ်ထဲတွင်တော့ဒီလူတွေနောက်ထပ်ဆိုင်ခွဲတွေတိုးချဲ့ဖွင့်နေသူ့နှုတ်ဖျော်စက်တွေထပ်ရောင်းရအောင်ပြီးဆိုတာလောက်ပဲတွေးထားသည်သူကမေဒီကာတက်မက်နော်နယ်ကမနီမဝေးရှိတောင်ကုန်းတစ်ခုပေါ်မှာလှပတော့အိမ်တဆောင်ကြီးတို့လက်ညှိုးထိုးပြကဟိုမှာတွေ့လားကျွန်တော်တို့အိမ်လေးကျွန်တော်ကအိမ်မှာအေးဆေးဆေးနေချင်တာနောက်ထပ်ဆိုင်ခွဲတွေထပ်ဖွင့်ရင်အိမ်ပြန်ရမှာမဟုတ်တော့ဘူးဟုဖြေလေသည်ဒီမှာပင်ခရော့ကသူ့အတွက်ခွင့်ရေးကိုမြင်ကအမိရဖန်ယူလေသည်မက်ဒေါနယ်တို့ကခရော့အားသူတို့နာမည်နှင့်ဆိုင်ခွဲများထောင်ခွင့်ပေးသည်အပြန်လန်အားဖြင့်ခရော့ကသူ့ဆိုင်ခွဲများတွင်ရောင်းရသောငွေ၏ဒသမ900ခိုင်နှုန်းကိုမက်ဒေါနယ်တို့အားပေးရမည်ဟု၍သဘောတူညီကြ၏1955ခုနှစ်တွင်ခရော့တီသူ၏ပထမဆုံးမက်ဒေါနယ်ဟမ်ဘာဂါဆိုင်ကိုရှီကာဂိုမြို့စွန်တနေရာ၌စဖွင့်သည်သူ့လုပ်ငန်းသည်တစ်ချိန်တိုးအောင်မြင်က1960တွင်ဆိုင်ခွဲပေါင်း228ခုရှိလာသည်ထို့နောက်တွင်တစ်နှစ်အတွင်းဆိုင်ခွဲပေါင်း100တိုးချဲ့ရသည့်အထိတက်လာသည်1968ခုနှစ်လောက်ရောက်သည့်အခါ၌မူတစ်နှစ်လျင်ဆိုင်ခွဲပေါင်း200နှုန်းတိုးလာခဲ့သည်နောက်ပိုင်းတွင်လည်းတိုးတက်မှုကမလျော့သူဆိုင်ခွဲများသည်အမေရိကမှသာမကအာရှဥရောပစသည့်ကမ္ဘာတဝန်းသို့ပင်ပြန်ပွားတိုးတက်လျက်ရှိနေသည်သူစားတောက်ဆိုင်တွဲလုပ်ငန်းကြီးအကြီးအကျယ်အောင်မြင်တော့မည်ဟု၍ဒေဂျာပေါက်တွမိသည့်1962ခုနှစ်လောက်မှာပင်ခရော့သည်မက်ဒေါနယ်ညီကိုထံမှဆိုင်လုပ်ငန်းနာမည်နှင့်မုံပြုလုပ်နည်းများကိုဒေါ်လာ1.8 သန်းဖြင့်အပြီးပိုင်ဝယ်ယူခဲ့သည်ရေခရော့သည်အစပိုင်းတွင်ကိုပိုင်ဆိုင်ခွဲများသာတစ်ခုပြီးတစ်ခုဖွင့်လှစ်ပြီးနောက်ပိုင်းမက်ဒေါနယ်နာမည်အရှိန်တက်လာသည့်အခါ၌မူပြင်ပပုဂ္ဂိုလ်များကိုပါသူ့ဆိုင်နာမည်ဖြင့်ဆိုင်ခွဲများထောင်ခွင့်ပေးခဲ့သည်သို့တော်ရန်ကာရောပေးခြင်းကမဟုတ်ဆိုင်ရင်းသည်ဆိုင်ဖွင့်မိနေရာကအစသူ့သတ်မှတ်ချက်များနှင့်ညီညွတ်ရသည်ထို့ပြင်ဆိုင်အပြင်ဆင်ဆိုင်လုပ်ငန်းလုပ်ကင်ဆောင်ရွက်ပုံမုံနှင့်ပတ်သက်သည့်စံချိန်စံညွှန်းစသည်များကိုမက်ဒေါနယ်ဆိုင်ခွဲများအတွက်သူချမှတ်ထားသည့်အတိုင်းအတိအကျကျလိုက်နာရသည်ဆိုင်ခွဲများသည်သူ့အားသတ်မှတ်ထားသည့်ကော်မရှင်ပေးရသည်သူခန့်အပ်ထားသည့်လုပ်ငန်းစစ်ဆေးရေးသမားများလျှက်ရပြည့်ဝင်ရောက်စစ်ဆေးခြင်းကိုခံယူရသည်
မက်ဒေါနယ်နာမီထိခိုက်လောက်အောင်အစားတောက်ပြင်ဆင်မှုညံ့ဖြင့်လျင်ဆိုင်လုပ်ငန်းရော်ရဲမှုများရှိပါကမက်ဒေါနယ်ဆိုင်မှုဖြင့်လုပ်ငန်းလုပ်ကိုင်ခွင့်ရုပ်သိမ်းခြင်းခံရသည်မက်ဒေါနယ်ဆိုင်ခွင့်လုပ်ငန်းတွေကြီးကြီးကျယ်လာလေစစ်ဆေးမှုစံချိန်စံညွှန်းထိန်းသိမ်းမှုများပို၍တိကျတင်းကျပ်လာလေဖြစ်သည်တဆိုင်လုတ်ကင်ပုံနေရမကြလျင်လုပ်ငန်းတွဲကြီးတစ်ခုလုံးထိခိုက်နိုင်သည်မဟုတ်လားယနေ့ထိမူရီခရော့ဤမက်ဒေါနယ်စားသောက်ဆိုင်တွဲလုပ်ငန်းကြီးမှာအရှိန်အဟုန်ကြီးစွာတိုးတက်အောင်မြင်စေပင်ရှိနေသည်ရီခရော့ကသူများလက်ကြားကထွက်ကြလာသည့်အခွင့်အရေးကိုရယူကာသူ့ဘဝကြီးကျယ်အောင်ထူထောင်သွားခဲ့သူဖြစ်ပေသည်နေရာတိုင်းမှာအခွင့်အရေးရှိသည်ရီခရော့နေသူအခြားကိုတူကိုထကြီးဝါကြသူအနုညာတာဘဝမှထိတ်တန်းရောက်ကြသူများအလုံးလိုပင်ဘဝကံကြမ္မာလျောက်မိမိရောက်ရှိရာနေရာလေးတွင်မိမိနီးသူအစစ်နှိမ်ပါဆဲလူများကြားတိုးဝှေ့ကျင်လေရင်မြစ်ချေမပြတ်အခဲခတ်သည့်ဉာဏ်မျက်စိများကအခွင့်အလန်းကိုမြင်ကသူတစ်ပါးထက်မြင်မအောင်ထူထောင်သွားခဲ့ကြသူကြီးဖြစ်သည်ယနေ့ကဘာတွင်လူဦးရေတိုးပွားလာသည့်နှင့်အမျှကြိုင်ဆိုင်ရမှုများလည်းပူရီတိုးပွားပြင်းထန်လာသည်ဟုဆိုကာအစိုးမြင်သူတို့စိတ်တကြကြ၏စင်စစ်လူရေတိုးပွားကလူလိုအပ်ချက်တွေရှေးကနဲ့မနှိုင်းရှင်သာအောင်အမျိုးအစားတိုးပွားများပြားလာနေခြင်းကြောင့်ပင်လူသားအတွက်ကြီးပွားအောင်မြင်ရန်အခွင့်အလမ်းတွေပို၍ရှိလာနေ၏မနေ့ကဘာတွင်အရီဆင်ဖာရာဒေးဂရီဟမ်ဘဲဂျော့စတီဗင်ဆန်အခဖရိုက်အစရှိသည့်တီထွင်သူလက်သဆုပ်စာများအတွက်သာနေရာရှိခဲ့တော်လဲယနေ့ကဘာကထိုအခြေခံတီထွင်မှုကြီးများကိုဖော်ဆောင်နိုင်ခဲ့သူပုဂ္ဂိုလ်ကြီးများလောက်တမိုင်းဝင်ထင်ရှားရန်မလွယ်ဘူးတော့လဲအကျိုးစီးပွားဖြစ်ထွန်းမှုတွင်၎င်းပုဂ္ဂိုလ်ကြီးများထက်မလျော့သည့်တီထွင်သူကြီးငယ်ပေါင်းထောင်တောင်းတို့အတွက်အခွင့်အလမ်းများကိုပေးလျက်ရှိ၏ဥပမာယနေ့ခေတ်လူငယ်များသည်မော်တော်ကားတီထွင်သူများအဖြစ်ကနာမည်မြင်ရနိုင်သို့သောယနေ့ခေတ်လူတို့၏အကြိုက်ကိုလိုက်ကအသွင်သဏ္ဍာန်အမျိုးမျိုးရှိသည့်ကားများအသုံးပြုမိနေရာဌာနနှင့်လျော်ညီစွာကြန့်ခိုင်စွမ်းရည်အမျိုးမျိုးရှိသည့်ကားများဖန်တီးတည်ဆောက်ပေးခြင်းစသည့်အပြင်မူလမော်တော်ကားအခြေခံပေါ်တွင်ထပ်ဆင့်တည်ထွင်မှုများပြုလုပ်ကာမူလတည်ထွင်သူများနှင့်မခြားအောင်မြင်ကြီးပွားနိုင်ခွင့်ရှိနေကြသေးသည်အလားတူပင်ရေဒီယိုပေါ်ကားစရင်းကိုတည်ထွင်သူအဖြစ်ကြော်ကြားခဲ့သူရင်းဖြင့်စီးပွားဖြစ်ခဲ့သူအနေငယ်မျှသာရှိမည်ဖြစ်တော်လဲယနေ့ခေတ်ကက်ဆက်ရီကော်ဒါTV ဗီဒီယိုများအသက်မွမ်းမံပြင်ဆင်ထုတ်လုပ်ရောင်းချမှုလုပ်ငန်းကြီးတွင်အကျိုးစီးပွားဖြစ်ထွန်းစွာပါဝင်ခွင့်ရလျက်ရှိသည်ဒီထွင်သူပညာရှင်များနှင့်လုပ်ငန်းရှင်များကမရေတွက်နိုင်လောက်အောင်အများအများရှိနေပေသည်အခွင့်အရေးဒီသိပ္ပံတည်ထွင်မှုလောက၌သာမဟုတ်အခြားနယ်ပယ်ပေါင်းစုံ၌ပင်အနှံ့ပြားတည်ရှိနေ၏သို့သောအခွင့်အရေးဟူသည့်အပြစ်မှအထင်ရှားစာတမ်းထိုးမထားသဖြင့်မျက်စိရှိသူတိုင်းမမြင်ရမိမိအတွက်တိုးတက်ကြောင်းအောင်မြင်ကြောင်းကိုမပြတ်စဉ်းစားကြံစနေသူများသာမြင်ရတွေ့ရ၏သူတို့သာလျှင်ဘယ်ဟာကတိုးတက်ရေးလမ်းစာဘယ်ဟာသည်အောင်မြင်ရေးတကားဝါဟုမြင်ကြသည်အမှတ်မဲ့နေသူများမှာမိမိရှိမှအခွင့်အရေးဖြတ်သွားခြင်းတွင်မမြင်လိုက်အတော်ကြော်သွားပြီးနောက်တစ်ယောက်နဲ့စကားပြောနေတာမြင်တော့မှဟာအဲ့ဒါအခွင့်အရေးပဲကိုငါမမှတ်မိလို့နှုတ်မဆက်လိုက်ရဘူးဟုတပြက်တောက်ဖြစ်ရ၏တခါတည်းကျွန်တော်တို့သည်ကလေးများနှင့်တူကြ၏ကလေးသည်မိမိလက်ကကစားစရာကိုကောင်းသည်မထင်မိမိကစားစရာလောက်တန်မိုးမရှိလှလဲမလှသည်အခြားကလေးလက်ကကစားစရာကိုလိုချင်နေကျွန်တော်တို့သည်လည်းထိုနည်း၎င်းကိုလက်ငင်းရယူနိုင်သည့်အရာ၌အကောင်းကိုမမြင်အဆိုးများအပြစ်များချွေရင်းချက်များကိုသာမြင်သူတစ်ပါး၏အနေထားသူတစ်ပါးလောက်ကိုင်နိုင်ခွင့်ရှိနေသည့်အရာ၌ချွတ်တဲ့ချက်ကိုမမြင်အကောင်းတွေကြီးအနှစ်သာရတွေကြီးဟုမြင်ထို့ကြောင့်ဆရာဝန်သည်မိမိလုပ်ကိုတက်ချေကိုက်သည်မထင်ကန်ထရိုက်တာလောက်ကစားတာတီးဟုမြည်ကန်ထရိုက်တာကမိမိအလုပ်မှာစွန့်စားရသည်စိတ်ပင်ပန်းရသည်မိမိတို့လိုလူမျိုးတွေကိုအကြံဉာဏ်ပေးခြင်းစာချုပ်စာတမ်းကိစ္စဆောင်ရွက်ပေးခြင်းဖြင့်ဝင်ငွေကောင်းနေသောရှေ့နေလူကစိန်ကြသည်ဟုထင်ရှေ့နေကလည်းမိမိအလုပ်မှာအမြဲကြံဖန်နေရသည်ဆရာဝန်လောက်ကကုသူလဲရဝမ်းလဲဝပြီးလူတကာလေးစားသောအလုပ်ဖြစ်သည်ဟုအားကြနေစင်စစ်၎င်းလုပ်သုံးခုလုံးတွင်အောင်မြင်ကြီးဝါနိုင်သောအလုပ်ဂုဏ်တည်ရှိသောအလုပ်များဖြစ်၏
၎င်းလုံတီတီတွင်ရေရှည်ဆွဲဆွဲမြဲမြဲလုတ်ကင်ကြသူတိုင်းလည်းသူ့အတိုင်းတာနဲ့သူအောင်မြင်ကြမြဲဖြစ်၏သို့တော့ကိုယ့်အလုပ်ကိုစိုးမြင်ကသူတစ်ပါးအလုပ်ကိုသာငေးမျောအားကျနေပြီဆိုနေမူတဖြည်းဖြည်းအချိန်တွေအင်အားတွေအလဟတ်တကုန်ခန်းကရွှေရင်းမော်ထိုင်ရင်စင်းရဲမွဲတည်နေတဲ့ကဲ့သို့ဖြစ်ရတတ်သည်ရှေ့နေကန်ထရိုက်တာဆရာဝန်စသည့်အဆင့်များသို့ရောက်နေသူများ၌တာမဟုတ်ရုံးတွင်ဆက်ရေးဆက်ချီလုပ်နေရသူဈေးဆိုင်တွင်ကုလုပ်သားလုပ်နေရသူသူတစ်ပါးစိတ်ယုံလုပ်ယုံတွင်တာမန်အောက်ခြေအဆင့်လုပ်သားအဖြစ်ဝင်ရောက်လုပ်ကိုင်နေရသူစားသည့်ပုဂ္ဂိုလ်များမှလည်းအခွင့်အလမ်းများရှိသည်သာဖြစ်၏သူတို့၌အောက်ခြေလေကလေးမှသည်ထိတ်ဆုံးဆင့်ထိတက်သွားနိုင်သည့်အခွင့်အရေးကိုစီရှိကြ၏ယနေ့အောက်ခြေလုပ်သားနောက်တစ်နေ့ကုမ္ပဏီကြီးကဲဟူ၍ကဖြစ်နိုင်မည်မဟုတ်သို့တော့အခွင့်အရေးလမ်းစာရှိသမျှကိုတစ်ခုချင်းတစ်ထစ်ချင်းရယူတက်လန်းသွားမည်ဆိုရင်နောက်10နှစ်အနှစ်20ကြာသည့်အခါမိမိစတင်ဝင်ရောက်ခဲ့သည့်လုပ်ငန်းဌာန၌တော်၎င်းအခြားဘဝသူကုမ္ပဏီတစ်ခု၌တော်၎င်းအကြီးအကဲတယောက်ဖြစ်လာနိုင်ပေသည်ဒီလိုဖြစ်သွားခဲ့သူပေါင်းလည်းမရေတွက်နိုင်အောင်ရှိပါသည်မကြာမီကထုတ်ဝေခဲ့သည့်စစ်တမ်းတစ်စောင်အဆိုအရအမေရိကန်ပြည်တွင်ရှိသည့်တန်းညွယ်တထေးများအားလုံး၏80%သည်ကိုယ်စွမ်းကိုယ်စွာဖြင့်ကြီးပွားကြသူများဖြစ်ပြီး20%သာမိမွေဖမွေဖြင့်ချမ်းသာကြသူများဖြစ်သည်ဟုဆိုပေရာစင်ရသားဘဝမှာတကြွဖြစ်သွားခြင်းဟူသည့်ဒဏ္ဍာရီမဟုတ်ယနေ့ကာလ၌လူတိုင်းအတွက်ရှိနေသည့်အခြေအနေအခွင့်အလမ်းတစ်ခုဖြစ်ကြောင်းထင်ရှားပေသည်စီးပွားရေးလောက၌သာဒီလိုထိတ်ဆုံးဆင့်သည့်တလန့်သွားနိုင်ခွင့်ရှိသည်မဟုတ်နိုင်ငံရေးလူမှုရေးအသိပညာရေးနယ်ပယ်တည်တည်တွင်လည်းလူတိုင်းပင်တုံညမှတရားဖြစ်လာနိုင်ခွင့်ရှိပေသည်အခွင့်အရေးရှိမရှိဟူသည့်ရယူသူပေါ်နိုင်မူသည်အချို့လူများမှာအခွင့်အရေးတွေအထုတ်လိုက်အပိုးလိုက်ဆက်ရောက်လာမိအချိန်ကိုစောင့်မျှော်ရင်းအိုမင်းသွားကြရ၏၎င်းလူများအားသူတို့မျှော်လင့်စောင့်စားနေသောအခွင့်အရေးဟူသည်ဘလို့အခွင့်အရေးမျိုးနည်းဘလို့ပုံစံမျိုးနှင့်လာမည်နည်းဟုမေးမြန်းကြည့်လျင်ရေရဖြေနိုင်လိမ့်မရှိပြီအကြောင်းကသူတို့သည်မိသည့်အရာတွင်မျှတည်တည်ချာချာစိတ်ဝင်စားမှုမရှိသောကြောင့်ဖြစ်၏လူသည်မိမိစိတ်ဝင်စားသောအရာ၌သာဝင်ရောက်လုပ်ကင်ခွင့်ကြီးပွားတိုးတက်အောင်ဆွမ်းဆောင်ခွင့်လမ်းစာများကိုတွေ့မြင်တတ်ကြစမြဲဖြစ်သည်သိပ္ပံပညာ၌စိတ်ဝင်စားသူတို့သည်သာသိပ္ပံဆိုင်ရာတည်ထင်မှုများပြုလုပ်ရန်အခွင့်အရေးကိုမြင်ကြ၏စီးပွားရေးလုပ်ငန်း၌စိတ်ဝင်စားသူများသည်ကြီးပွားအောင်ကြံဆောင်ရန်အခွင့်အရေးကိုတွေ့ကြရ၏အလားတူပင်မိမိတို့ရောက်ရှိနေသည့်လုပ်ငန်းဌာန၏ကိစ္စအဝဝကိုစိတ်ဝင်စားထက်သန်သူများသာ၎င်းလုပ်ငန်းဌာန၌အကြီးအကဲဖြစ်သည့်အထိတိုးတက်ရန်လမ်းစာများကိုတွေ့ရှိရယူနိုင်ကြ၏လက်တလောအမြင်၌တာမန်ဟုထင်ရသောအလုပ်များကိုပေါ်မထားဘဲလေးလေးစားစားဆောင်ရွက်သည့်အခါရင်းသည့်ပင်အခွင့်အရေးဖြစ်လာတတ်၏ဈေးသည်တယောက်တွင်တဦးချင်းသောဈေးဝယ်သူတို့သည်အခွင့်အရေးဖြစ်၏ဝယ်သူအားစိတ်ကျေနပ်မှုရအောင်ဆက်ဆံဆောင်ရွက်ပေးလိုက်သောအခါ၎င်းလူ၏ထောက်ခံလမ်းညွှန်မှုဖြင့်အခြားဝယ်သူသစ်များရောက်လာ၏အလားတူပင်အဆောက်အဦကန်ထရိုက်တာတို့အတွက်သူပထမဆုံးဆောက်လုပ်ခွင့်ရသည့်တိုက်တီသူ့အတွက်ကြီးပွားအောင်မြင်မှုလမ်းစာဖြစ်၏၎င်းကိုအောင်မြင်မြင်မှန်မှန်ကန်ကန်မလုပ်ဆောင်နိုင်ရင်ကန်ထရိုက်တာအလုပ်ဖြင့်ကြီးပွားရန်အခွင့်အရေးသူဆုံးရှုံးရပေမည်အလုပ်အကိုင်ကြည်တင်မရွေထို့နည်းအတိုင်းပင်ဖြစ်သည်အန်ဒရူးကာနဂျီတမ်မနီလုပ်ငန်းရှင်တစ်ထေးကြီးဖြစ်သွားတော့အန်ဒရူးကာနဂျီသည်စင်းရဲသားလုပ်သမားလေးဘဝမှစတင်ခဲ့ရ၏ကာနဂျီကမိမိလုပ်ရသည့်အလုပ်တစ်ခုကိုကျွမ်းကျင်ပိုင်နိုင်အောင်စီးပူးလုပ်ကင်တတ်သောအလေအထငယ်စဉ်ကတည်းကရှိလာခဲ့သူဖြစ်သည်ကနဦးကာလသူလုပ်ရသည့်ကျေးနန်းစာပို့သမားလေးဘဝ၌ပင်ကာနဂျီသည်ကျေးနန်းစာများကိုသက်ဆိုင်သူလက်တို့အမြန်ဆုံးပို့ပေးနိုင်ရန်အထူးအလေးထားဆောင်ရွက်ခဲ့သည်သူသည်သူကျေးနန်းစာဝေရမည်ဘတ်စပတ်မျိုးလမ်းများရှိနေအိမ်တအိမ်ချင်းကိုအိမ်ရှင်မီနာမှအိမ်ရှင်၏ရုပ်လက္ခဏာနှင့်တကွတွဲရည်တည်နေအောင်မှတ်သားသည်သူမှတ်ပုံမှန်ဒီကညဘက်များတွင်စာကျက်တလို့ကြည်မှတ်သားခြင်းဖြစ်၏ပေးပို့စရာကျေးနန်းစာများကိုအမြန်ဆုံးလှည့်လည်ပေးပို့ပြီးနောက်အချိန်မူတွင် operator ထံ၌ကျေးနန်းရိုက်နည်းကိုသင်ယူသည်တက်ကြမ်းလာသည့်ခါ၌အချိန်အားရှိတိုင်း operator ၏အလုပ်ကိုကုလုပ်ပေးသည်သို့နှင့်မကြမီပင်ဒီကောင်လေးသည်အလွန်လှုပ်ကြိုးစားသောကောင်လေးအလွန်အားကိုးရသောကောင်လေးဟုအထက်လူကြီးများသိမြင်ကြကာသူ့အား operator ခန့်လိုက်လေသည်ကျေးနန်း operator ဘဝ၌စစ်ဆန်သူတို့ကျေးနန်းနှစ်သက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ရာ
မကြာမီပင်တိုးတက်ရာအခွင့်အလမ်းတစ်ခုပေါ်လာသည်ပင်ဆီဗေးနီးယားမြစ်ထားကုမ္ပဏီမှပုဂ္ဂိုလ်ကြီးတစ်ယောက်ကသူ့ကိုသဘောကျက၎င်းတို့ကုမ္ပဏီ၌ကျေးနန်းစည်းရေးဖြင့်ခန့်အပ်ခြင်းဖြစ်၏ဒီချိန်တွင်သူ့အသက်18နှစ်မျှသာရှိသေး၏အလုတ်ခွင်၌ကာနဂျီသည်သူကိုယ်တိုင်ဓာတ်ရိုက်ကင်တွယ်ရသောအလုပ်ကိုသာမကနီးစပ်ပတ်သက်သည့်အခြားသူများ၏လုပ်ငန်းပိုင်းများကိုပါနားလည်တတ်သည့်အောင်လီလာမှတ်သား၏သူသည်ကျောင်းပညာအခြေခံနှဲပါခဲ့သူဖြစ်တော်လဲစာဖတ်ဝါသနာပါ၏စာဖတ်ခြင်းသည်သူ့ဘဝတိုးတက်ရေးအတွက်နီလန်ကောင်းတစ်ခုဖြစ်ကြောင်းလဲသူသိ၏ထို့ပြင်သူသည်ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ပါး၏အရေးကိစ္စများကိုမိမိအရေးလားစိတ်ဝင်စားကူညီတတ်သူလည်းဖြစ်သည်တနည်းဆိုသောမြစ်ထားကုမ္ပဏီ၏ကျေနပ်စည်းဘဝ၌ရှိနေစဉ်မှာပင်အန်ဒရူးကာနေဂျီသည်မိမိရှေ့ကဖြတ်တန်းလာမည့်အခွင့်အရေးမှန်သမျှကိုဖန်ဆုပ်ရယူနိုင်မည့်ဤအချင်းများအလုံးနှင့်ပြည့်စုံနေပြီဖြစ်သည်တနေ့ကုမ္ပဏီပင်မယုံတွင်သူ့အထက်ဆင့်အရာရှိတယောက်မျှမရှိသည့်အချိန်ယထာလန့်၌ယထာတွေအစီအစဉ်ချိတ်ဆက်လွဲကပိတ်ဆို့နေပြီးဘယ်ယထာမှမထွက်နိုင်မဝင်နိုင်သည့်အခြေအနေမျိုးတစ်ခုရုတ်တရက်ဖြစ်ပေါ်သည်ထို့သောရေးပေါ်အခြေအနေတွင်မြေထားလမ်းကြောင်းများအားလုံးရောမြေထားအဝင်ထွက်စီစဉ်ဆောင်ရွက်ပုံများကိုပါလေ့လာသိရှိထားသည့်အန်ဒရူးကာနေဂျီသည်ချက်ချင်းပင်သက်ဆိုင်ရာဘူတာယုံများယထာလမ်းကြောင်းထိန်းသိမ်းကွပ်ကဲသည့်နေရာများကိုလှုပ်ဆောင်ရန်ညွှန်ကြားချက်အသီးသီးကိုကုမ္ပဏီအကြီးအကဲနာဖြင့်ကြီးနှံရိုက်ပို့လိုက်သည်သူစီစဉ်ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ကြသဖြင့်မကြာမီပင်မြေထားလမ်းကြောများရှင်းသွားကယထာခီးစဉ်အလုံးပုံမှန်လဲပတ်သွားခဲ့ရာကုမ္ပဏီကြီးကဲကသူ့နာမည်ယူသုံးရကောင်းလားဟုအပြစ်မတင်ယုံမျှမကသူ့အားအရာရှိအဆင့်သို့ပင်တိုးမြင့်ခံထားလိုက်လေသည်နောက်ပိုင်းတွင်ကာနေဂျီသည်မြေထားနှင့်ဆက်ဆက်ပတ်သက်သည့်လုပ်ငန်းများထဲတွင်သူ့အတွက်ကြီးပွားတိုးတက်ရန်အခွင့်အလမ်းများကိုတစ်ခုပြီးတစ်ခုစက်တိုက်တွေ့ရှိရယူနိုင်ခဲ့၏ယင်းနှင့်အကျိုးကျေးဇူးအကြီးမားဆုံးကလူတစ်ယောက်ထံမှသူသိရသည့်တန်မဏိပြုလုပ်နည်းပင်ဖြစ်သည်တန်မဏိသည်အလွန်ကြီးကျယ်သည့်ကြီးပွားရေးနှန်းစာဖြစ်ကြောင်းသူချစ်ချင်းသိမြင်ခဲ့သည်ရိုးရိုးတန်ဖြင့်ပြုလုပ်ထားသည့်မြေထားတန်လန်းများသည်ကြမခံခဏခဏလဲရသဖြင့်ဈေးကြီးသည်ထို့ပြင်၎င်းတန်လန်းများပေါ်တွင်အမြန်ရထားများခုတ်မောင်းရန်မလွယ်၎င်းနေရာတွင်တန်မဏိလမ်းများအစားထိုးလိုက်လျင်ဈေးစကားတက်တာမီခီးဝေးသွားအမြန်ရထားကြီးများခုတ်မောင်းနိုင်သဖြင့်မြေထားပို့ဆောင်ရေးလုပ်ငန်းပို၍တွင်ကျဲလာမည်ထိုအခါအမေရိကန်ပြည်နှံ့တွင်မြေထားလမ်းရှည်ကြီးတွေလမ်းသေးလမ်းမှွာတွေတရကြမ်းတူချဲလာကြမည်ပေါ်ထွန်းလာတော့မည်တန်မဏိခေတ်တဲ့ကိုကြိုမြင်ကအခွင့်အရေးကိုအရာအမိယူခဲ့သည့်အန်ဒရူးကာနေဂျီသည်တန်မဏိတထေးကြီးဟုကဘာကခေါ်ဟောသိမှတ်ရသည့်အထိကြော်ကြားအောင်မြင်ခဲ့ပေသည်ပြီးပါပြီရှင်ကျေးဇူးတင်ပါတယ်ကြံရှိသည့်ပိုင်းများကိုစစ်လက်နာဆင်နိုင်ရန်အတွက်ငွေ channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်နော်ကျေးဇူးတင်ပါတယ်